အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တခိုင်း from ဘာမှာ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ပါဝင်ကျွန်တော်မိတ်ဆွေတွေလည်းအသုံးပြုနေကြတဲ့ online payment app online payment software ဖြစ်တဲ့ KBZpay လူအများသိရတဲ့ကျွန်တော်တို့ KB ပေါ့ဗျာအဲ့ဒီ KBZpay KB အကောင့်ထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ပတ်စံတွေမိတ်ဆွေတို့ရဲ့ပတ်စံတွေကိုကျွန်တော်တို့အများပြောကြတာကတော့အများခေါ်ကြတာကတော့ hacker တွေပေါ့ဗျာတနည်းအားဖြင့်ပြောရင် scammer ကျွန်တော်တို့မြန်မာလိုပြောမယ်ဆိုရင်တော့တခိုးတွေပေါ့အဲ့ဒီတခိုးတွေကနေမှကျွန်တော်တို့ရဲ့ဒီ KBZpay KB အကောင့်ထဲမှာရှိနေတဲ့ကျွန်တော်တို့ပတ်စံတွေကိုသူတို့အနေနဲ့ဘယ်လိုနည်းလမ်းမျိုးတွေကိုအသုံးပြုပြီးတော့ခိုးယူနေကြတယ်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ဒီကနေ့ဗီဒီယိုလေးမှာအသေးစိတ် sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲပြန်လဲကြိုဆိုပါတယ်အရင်ဆုံးကျွန်တော်တို့ကဒီ hack တဲ့အကြောင်းကိုမပြောခင်ပါဘောနော်ကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ကျွန်တော်တို့ရဲ့ဒီ KBZpay KB အကောင့်ကိုကျွန်တော်တို့အခုလက်ရှိဖုန်းမှာအပြင်နောက်ထပ်ဖုန်းတစ်လုံးကနေကျွန်တော်တို့ပွားပြီးတော့အသုံးပြုချင်တယ်ပေါ့ဗျာအဲ့လိုအသုံးပြုမယ်ဆိုရင်ကျွန်တော်တို့မှာပြကြတဲ့အချက်၄ချက်ရှိဖို့လိုပါတယ်ဒါပါလဲဆိုရင်နံပါတ်1အချက်အနေနဲ့ကကျွန်တော်တို့ KBZpay KB ဖွင့်ထားတဲ့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်နောက်ပြီးနံပါတ်2အနေနဲ့ကတော့ကျွန်တော်တို့မွေးသက်ကလေးအတိအကျနံပါတ်3ကတော့ကျွန်တော်တို့မှတ်ပုံတဲ့နံပါတ်အတိအကျရဲ့နံပါတ်4အနေနဲ့ကတော့အရန်ကိုမှအရေးကြီးတဲ့ကျွန်တော်တို့ OTP လို့ခေါ်တဲ့ကျွန်တော်တို့ one time password okay အဲ့ဒီအချက်၄ချက်ရှိမှသာလျှင်ကျွန်တော်တို့နောက်ထပ်ဖုန်းတစ်လုံးမှာဒီကျွန်တော်တို့ရဲ့ဒီ KBZpay အကောင့်ကို login ဝင်လို့အောင်မြင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ hack တဲ့အပိုင်းကိုဆက်ပြီးတော့တွားလိုက်ရအောင် hacker တွေလည်းထိုနည်းတူစွာပဲပေါ့နော်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲသူတို့ hack ချင်တဲ့သူတို့ hack မဲ့သူစီကနေကျွန်တော်အခုပြောခဲ့တဲ့အချက်၄ချက်ပေါ့နော်သူတို့အချက်၄ချက်ကိုရမှသာလျှင်အဲ့ဒီသူတို့ hack ချင်တဲ့သူရဲ့အကောင့်ကိုသူတို့ဘက်ကနေတပိုင်းတစ်ခုခုနဲ့ login ဝင်ပြီးတော့ကိုယ့်ရဲ့ငွေတွေကိုသူတို့အနေနဲ့ခွင့်ယူလို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအချက်၄ချက်ကိုရဖို့အတွက်သူတို့အနေနဲ့ဘယ်လိုမျိုးဒီကျွန်တော်တို့စီကိုချင်းကပ်လာတယ်လဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆက်ပြီးတော့ပြောပါမယ်အရင်ဆုံးဘယ်လိုချင်းကပ်လဲဆိုရင်ကျွန်တော်တို့ဒီ social media app တွေဖြစ်တဲ့ကျွန်တော်တို့ Viber Messenger Telegram အစသဖြင့်အဲ့လို app မျိုးတွေကနေကျွန်တော်တို့ကိုစကားလာပြောပါလိမ့်မယ်ဘယ်လိုစပြီးတော့ပြောမလဲဆိုရင်တော့ကျွန်တော်ဒီမှာနမူနာလေးတွေပြပြီးထားပါမယ်အရင်ဆုံးသူတို့အနေနဲ့ကျွန်တော်တို့ကိုပြောမှာကပေါ့နော်ကျွန်တော်တို့ internet ရှိရုံဒီကျွန်တော်တို့ online ရှိရုံနဲ့ကျွန်တော်တို့ငွေရှာလို့ရမယ့်အလုပ်လေးနဲ့သူတို့အနေနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့သူ့အနေနဲ့ပြောတာမျိုးရှိပါတယ်အဲ့ဒီအချိန်မှာကိုကစဉ်းစားတယ်ပေါ့နော် okay ငါဒီ internet ရှိရုံ online ရရုံနဲ့ပဲဒီတကယ်ငွေရှာလို့ရပြီလားပေါ့အဲ့လိုကိုကစဉ်းစားနေတဲ့အချိန်အတွင်းမှာပဲသူတို့ဘက်ကနေစာထပ်ပြီးတော့ပို့ပါလိမ့်မယ်အလုပ်ကတော့သူပို့ပေးရဲ့ဒီ YouTube channel လေးတွေကို subscribe လုပ်ပေးရုံပဲ Facebook page လေးတွေကို follow လုပ်ပေးရုံပဲလို့သူအနေနဲ့ပြောပါလိမ့်မယ်အဲ့ဒီအချိန်မှာကိုကတွေးမိပြီပေါ့နော် okay ငါဒီလုပ်ကိုလုပ်လိုက်မယ်ရတော့လေအမြတ်ပုံမရတော့လေငါအတွက်ဘာအရှုံးရှိမှာလဲပေါ့ကိုကအဲ့လိုစဉ်းစားလိုက်တယ်စဉ်းစားလိုက်တဲ့အချိန်မှာကိုကတေချာပြီးငါဒီလုပ်ကိုလုပ်တော့မယ်ဆိုပြီးတော့သူ့ဘက်ကို reply ပြန်လိုက်တဲ့အချိန်မှာ okay ဒါဆိုရင်သူ့အနေနဲ့သူချပေးထားတဲ့ဒီ YouTube channel လေးတွေကို subscribe လုပ်ပြီး Facebook page လေးတွေကို follow လုပ်ပြီးပါလို့သူ့အနေနဲ့ပြောပါလိမ့်မယ်အဲ့ဒီအချိန်မှာကိုကလည်းကျွန်တော်တို့ subscribe တွေ follow တွေလုပ်လိုက်ပြီပေါ့ဗျာလုပ်ပြီးပြီဆိုရင်သူ့အနေနဲ့လူကြီးမင်းအနေနဲ့ဒီနေ့သူချပေးရဲ့ link တွေကိုအောင်မြင်က subscribe လုပ်လို့ပြီးပြီပေါ့နော်အဲ့ဒီတော့လူကြီးမင်းပေါ့နော် service fee လေးသူလွှဲပေးပါမယ်လွှဲပေးဖို့အတွက်ဒီလူကြီးမင်းရဲ့ KBZpay KB ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုသူ့အနေနဲ့ပထမဆုံးတောင်းခံပါလိမ့်မယ်အဲ့ဒီအချိန်မှာကိုကလည်းကိုယ့်ရဲ့ဒီ KBZpay KB ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပြီပေါ့ဗျာပေးလိုက်ပြီဆိုရင်တေချာတယ်သူတို့ဘက်ကနေပြီးတော့ amount တစ်ခုပေါ့9000 1000ပဲပေါ့ဗျာအစရှိတဲ့ amount တစ်ခုကိုကိုယ့်ရဲ့ဒီ KBZpay KB အကောင့်တွေကိုလွှဲပြီးလိုက်လိမ့်မယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုရလိုက်တာက9000 1000အပြင်ပုံမရပါဘူး hacker တွေဘက်ကနေပြီးတော့ရလိုက်တာကတော့အရန်ကိုမှအရှိမအရေးကြီးပါတယ်ဘာလဲဆိုရင်သူဟတ်မဲ့သူစီကနေယုံကြည်မှုကိုရသွားပြီပဲဖြစ်ပါတယ် okay ဟတ်တယ်ဆိုရက်နောက်မှာယုံကြည်မှုကလည်းဓာတ်ရိုက်အချိုးကြတယ်ပေါ့နော်လူတယောက်စီကယုံကြည်မှုရမှသာလေအဲ့ဒီလူကို scan လုပ်လို့ရမယ်လိမ်လို့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပြောခဲ့တဲ့နံပါတ်1အချက်အနေနဲ့သူ့အနေနဲ့ဒီကျွန်တော်တို့ဒီ KBZpay KB ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုရသွားပြီပဲဖြစ်ပါတယ်ရသွားပြီဆိုတော့နံပါတ်2အချက်နဲ့နံပါတ်3အချက်ကျွန်တော်တို့မွေးသက်ကလေးအတိအကျရဲ့မှတ်ပုံတွေနံပါတ်အတိအကျရဲ့အဲ့ဒါကိုတော့သူတို့ဘလို့နီးနဲ့တောင်းယူချတယ်လေဟုတ်ပါတယ်
သူတို့အနေနဲ့ဆက်ပြီးတော့ကျွန်တော်တို့ပြောပါလိမ့်မယ်လူကြီးမင်းအနေနဲ့ဒီအလုပ်ကိုဆက်လုပ်မယ်ဆိုရင် app တစ်ခုဖွင့်ဖို့လိုမယ်ပေါ့နော်ဒီ app ကိုဖွင့်ခြင်းအဖြစ်လူကြီးမင်းအနေနဲ့ channel တွေကိုလည်းဒီထက်များများ subscribe လုပ်နိုင်မယ်ပတ်စံတွေကိုလည်းဒီထက်များများပို့ချနိုင်မယ်လို့ပြောပါတယ်အဲ့ဒီချိန်မှာကိုကပထမအဆင့်မှာကိုအနေနဲ့9000ရပြီးပြီဖြစ်တဲ့အတွက်သူ့ဘော်ကိုအပြည့်အဝယုံကြည်ပြီးသားပေါ့နော်အဲ့ဒီအတွက်ကိုကလည်း okay ငါဒီလုပ်ကိုဆက်လုပ်မှာဖြစ်တဲ့အတွက်မင်းပြောတဲ့အတိုင်းငါတို့ဒီ app ကိုဖွင့်မယ်အဲ့ဒီအတွက်ဘာလိုလဲလို့သူမင်းကိုကမေးလိုက်မယ်ပေါ့နော်မင်းသူ့အနေနဲ့လူကြီးမင်းရဲ့မှတ်ပုံတင်နံပါတ်ရဲ့ဒီမွေးတက်ကလေးအတိအကျရဲ့ပို့ပြပါလို့သူ့အနေနဲ့ပြောပါလိမ့်မယ်အဲ့ဒီချိန်မှာကိုရဲ့မှတ်ပုံတင်နံပါတ်ရဲ့ကိုရဲ့မွေးတက်ကလေးအတိအကျရဲ့ပို့ပေးလိုက်ပါပြီဗျာအဲ့ဒီချိန်မှာကျွန်တော်တို့ကပြောခဲ့တဲ့အချက်၄ချက်တွေကနေသူတို့အနေနဲ့အချက်၃ချက်ကိုအောင်မြင်နဲ့ရရှိသွားပြီပဲဖြစ်ပါတယ်နောက်ဆုံးအရန်ကိုမှအရေးကြီးတဲ့အပိုင်းကိုရောက်လာပါပြီဒါကဘာလဲဆိုရင်ကျွန်တော်တို့နောက်ဆုံးအချက်ဖြစ်တဲ့ one time password လို့ခေါ်တဲ့ OTP ကုတ်ပါဟုတ်ပါတယ်ဒီ OTP ကုတ်ကိုကြားတော့သူတို့အနေနဲ့ရိုးတနန်းတောင်းယူမှာမျိုးမဟုတ်ပါဘူးဘာလို့လဲဆိုရင် OTP ကုတ်ကကြားတော့ကျွန်တော်တို့လူတော်တော်များများကသူတို့အတွက်အရန်ကိုမှအရေးကြီးတယ်လို့သူတို့အနေနဲ့တည်ထားချက်တာဖြစ်တဲ့အတွက်ဒီ hacker တွေဘက်ကနေလည်းသူတို့လွယ်လင်းတကူတောင်းလို့ရမှာမဟုတ်ဘူးဆိုတာကိုသူတို့နားလည်သဘောပေါက်ထားပြီးသားပေါ့နော်ဒါကြောင့်မလို့သူတို့ဘယ်လိုမျိုးတောင်းဝင်ကြတယ်လဲဘယ်လိုမျိုးတောင်းဝင်ကြတယ်လဲဆိုရင်ကျွန်တော်ခုပြထားတဲ့ screen casting app တွေဖြစ်တဲ့ကျွန်တော်တို့ TeamViewer လို့စုံဝဲမျိုးတွေ AnyDesk လို့စုံဝဲမျိုးတွေပေါ့နော်ဒီ software တွေအပြင်အခြားသောဒီ screen casting app တွေကိုအသုံးပြုပြီးတော့သူတို့အနေနဲ့တောင်းဝင်ကြတာပဲဖြစ်ပါတယ် screen casting ဆိုတဲ့သဘောတရားကဘယ်လိုမျိုးလဲဆိုရင်ဒီ software ကိုကျွန်တော်တို့ကထည့်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့ဒီ hacker တွေဘက်ဒါမှမဟုတ်လေကျွန်တော်တို့ရဲ့ဒီတခြားဖုန်းတစ်လုံးကနေပြီးတော့ request လှမ်းလုပ်တယ်လှမ်းလုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကလက်ခံလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့လက်ခံတဲ့ဖုန်းပေါ့နော်လက်ခံတဲ့ဖုန်းကလုံးသမျှကျွန်တော်တို့စာရိုက်တာတွေရောဗာတွေရောဗျာမဆေးဝင်တာတွေရောအဲ့ဒီအစအဆုံးအကုန်လုံးကိုတခြားဖုန်းတစ်လုံးကနေသူ့အနေနဲ့မြင်နေရမှာပဲဖြစ်ပါတယ်ဒါမဲ့သူ့အနေနဲ့ကတော့ control လုပ်လို့မရဘူးပေါ့နော်ကိုယ့်ရဲ့ဖုန်း screen မှာပေါ်သမျှကိုသူ့အနေနဲ့မြင်နေရမှာပဲဖြစ်ပါတယ်Okay ဆက်ပြီးတော့သွားပါမယ်ဒီ screen casting app တွေဖြစ်တဲ့ကျွန်တော်တို့က TeamViewer နောက်ပြီးကျွန်တော်တို့ AnyDesk ပေါ့နော် TeamViewer လို့ဆိုရင်မျိုးကတော့ကျွန်တော်တို့ဒီရုံးပေါ့နော်ကုမ္ပဏီမှာအလုပ်လုပ်တဲ့သူတွေကွန်ပျူတာအသုံးပြုတဲ့သူတွေကတော့သူတို့အနေနဲ့အကျွမ်းတော်ဝင်ရှိပြီးသားဖြစ်နေမှာပေါ့နော်ဒီ AnyDesk လို့ဆိုရင်မျိုးကတော့ဒီနောက်ပိုင်းမှာပေါ်လာတာဖြစ်တဲ့အတွက်လူကအသိပြီးတော့မတိကြသေးဘူးပေါ့ဗျာအဲ့ဒီအတွက်သူတို့အနေနဲ့ဒီ AnyDesk လို့ဆိုရင်မျိုးပြောမယ်ဆိုတော့လူတိနေတဲ့ software မျိုးနဲ့ပဲသူတို့အနေနဲ့လူချင်းမင်းတို့ကိုချင်းကပ်လာမှာပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာသူတို့ဘက်ကနေဒီ software တွေအပြင်ကိုတခြား screen casting app တွေပေါ့နော်တခုခုပေါ့အဲ့ဒီ software တခုခုကိုသူတို့အနေနဲ့လူချင်းမင်းတို့ link ပို့ပြီးတော့ဒီ software လေးကို down ယူပေးပေါ့နော် link ပို့ဒီပဲဖြစ်မဖြစ်ရင်လည်းကျွန်တော်တို့ Play Store ကနေသွားပြီးတော့လူချင်းမင်းရဲ့ဖုန်းတွေကို down ယူပြီးတော့ထည့်ထားလိုက်ပေါ့နော်အဲ့ဒီချိန်မှာကိုကလည်းဒီ AnyDesk ပေါ့ဗျာနမူနာပြော AnyDesk ဆိုတဲ့ software လေးကိုကျွန်တော် down ပြီးတော့ကျွန်တော်ရဲ့ဖုန်းတွေကိုဒီ Play Store ကနေမှတစ်ဆင့် down ပြီးတော့ထည့်လိုက်ပြီပေါ့ထည့်ပြီဆိုရင်သူတို့ဘက်ကနေဒီ app ကို download ဆွဲပြီးပြီဆိုရင်လူချင်းမင်းတို့ app လေးကိုဖွင့်ပြီးလို့ရှိရင်လူချင်းမင်းဒီ app ကိုဖွင့်လိုက်တဲ့နေရာနဲ့ပေါ်လာမယ့်ကဏ္ဍလေးတွေကိုသူ့စီကိုပို့ပေးပါဆိုပြီးတော့သူ့အနေနဲ့ပြောပါလိမ့်မယ်အဲ့ဒီအချိန်မှာကိုကလည်းဒီ app ကိုဖွင့်ပြီးတော့ပေါ်လာတဲ့ကဏ္ဍလေးတွေကိုသူ့ကိုပြောလိုက်တယ်ပေါ့ဗျာပြောလိုက်တဲ့အချိန်မှာသူတို့ဘက်ကနေကိုပို့လိုက်တဲ့ဒီကဏ္ဍလေးတွေကိုကြည့်ပြီးတော့သူ့အနေနဲ့သူတို့ဘက်ကနေဒီရိုက်ထည့်မယ်ပေါ့နော်ရိုက်ထည့်ပြီးရင်ကို request လှမ်းလုပ်လိုက်မယ်လှမ်းလုပ်လိုက်ပြီဆိုရင်သူတို့ဘက်ကနေဗာပြောလဲဆိုရင်လူချင်းမင်းရဲ့ဖုန်း screen မှာပေါ်လာတဲ့ဒီ permission တွေအားလုံးကိုဖွင့်ပေးလိုက်ပါ allow လုပ်ပေးလိုက်ပါနောက်ပြီးရင်ကျွန်တော် accept နှိပ်ပေးလိုက်ပါလို့သူ့အနေနဲ့ပြောပါလိမ့်မယ်အဲ့ဒီချိန်မှာ permission အားလုံးကိုအနေနဲ့ allow လုပ်ပေးလိုက်ပြီဆိုရင်စပြီးတော့ခေါင်းပါပြီနော်အဲ့ဒီချိန်မှာစပြီးတော့ခေါင်းပါပြီ permission အားလုံးကို allow လုပ်ပြီးပြီမလဲနောက်ဆုံးကြလို့ရှိရင်သူတို့အနေနဲ့ပါဒီ software ဘက်ကနေဗာပြောလဲဆိုရင်အရင်ကကြီးမားတဲ့ဒီ notice တခုပြပြီးရမနော်ဘာလဲဆိုရင်ဒီတင်းရဲ့ဖုန်း screen ကိုတခြားဖုန်းတစ်လုံးကနေ custom လုပ်တော့မယ်ဆိုပြီးတော့သူ့အနေနဲ့ပြပြီးအဲ့ချိန်မှာလက်ခံပါလားမလက်ခံဘူးလားလို့သူ့အနေနဲ့မေးလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုကျွန်တော်တို့ကဒီမှာ accept ပေါ့နော်လက်ခံမယ်ဆိုတော့ကျွန်တော်တို့ကနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဖုန်း screen ကိုဒီ hacker တွေဘက်ကနေသူ့အနေနဲ့တန်းပြီးတော့မြင်နေရမှာပေါ့နော်မြင်နေရမှာဖြစ်တဲ့အတွက်သူကဆက်ပြီးတော့ပြောလိမ့်မယ် okay software ဖွင့်တာတော့အောင်မြင်ပြီဖြစ်တဲ့အတွက်မင်းအနေနဲ့ message ပေါ့နော် message တွေကိုတွားပြီးတော့ကုတ်ကြလာတာကိုစောင့်နေပြီပါဆိုပြီးတော့ကိုကသူတို့ဘက်ကနေပြီးတော့ပြောလိမ့်မယ်ပေါ့နော်ပြောတဲ့အချိန်မှာကျွန်တော်တို့ကလည်းထောင်းစံတိုင်း message တွေကိုတွားပြီးတော့စောင့်နေလိုက်တယ်ပေါ့ဗျာစောင့်နေတဲ့အချိန်မှာပဲဒီ
hacker တွေတခိုးတွေဘက်ကနေကျွန်တော်တို့ရဲ့ဒီ KB အကောင့်ကိုစပြီးတော့ login ဝင်နေပြီပေါ့နော် try နေပေါ့အဲ့ဒီအချိန်မှာသူတို့အနေနဲ့ OTP ကုတ်ကိုလှမ်းပြီးတော့ request လုပ်လိုက်တယ် OTP ကုတ်ကကြတော့ကျွန်တော်တို့ဒီ KB အကောင့်ဖွင့်ထားတဲ့ဖုန်းပေါ့နော်အဲ့ဒီဖုန်းကိုလက်ရှိဖုန်းကတ်ပေါ့နော်အဲ့ဒီဖုန်းကတ်ကိုလက်ရှိအသုံးပြုနေတဲ့ဖုန်းတွေကိုပဲကြာမှာဖြစ်တဲ့အတွက်ဒီ hacker တွေဘက်ကနေဒီ screen casting app ကိုအသုံးပြုပြီးတော့သူတို့အနေနဲ့လောက်ရတာပေါ့နော်အဲ့ဒီအချိန်မှာသူတို့အနေနဲ့ OTP ကုတ်ကို request လှမ်းလုပ်လိုက်ပြီလှမ်းလုပ်တဲ့အချိန်မှာချင်းတီပေါ့ message တွေကိုဒီ KB Pay ကနေ OTP ကုတ်ကိုချက်ချင်းပို့ပေးပါလိမ့်မယ်ပို့ပြီးတဲ့အချိန်မှာပဲ hacker တွေဘက်ကနေကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲသူတို့အနေနဲ့ကိုယ့်ဖုန်း screen ကိုမြင်နေရတာဖြစ်တဲ့အတွက်အဲ့ဒီ OTP ကုတ်ကိုသူတို့ရဲ့ဒီ login ဝင်နေတဲ့ device မှာရိုက်ထည့်လိုက်တာနဲ့ကိုယ့်ရဲ့ KB Pay အကောင့်ထဲကိုတန်းပြီးတော့ရောက်သွားပြီပဲဖြစ်ပါတယ်ကဲနောက်ဆုံးအချက်ဒီကျွန်တော်တို့အကောင့်ကို login ဝင်လို့ရသွားပြီဟုတ်ပါပြီဒါပေမဲ့ကျွန်တော်တို့ရဲ့အကောင့်ထဲကပတ်စံတွေကိုကြတော့သူတို့အနေနဲ့ခိုးယူဖို့ကြတော့နောက်ဆုံးကျွန်တော် transaction password ပေါ့နော်ငွေလဲ password လိုပါသေးတယ်အဲ့ဒီငွေလဲ password ကြတော့ဘယ်လိုမျိုးသူတို့အနေနဲ့ရအောင်လုပ်တယ်ဒါကတော့သူတို့ရအောင်လုပ်လို့မရဘူးဘာလို့လဲဆိုရင်ကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကလူရောက်100မှာအယောက်90လောက်ကသူတို့ရဲ့ဒီ KB ငွေလဲ password တွေကသူတို့မှတ်ပုံနေနံပါတ်ရဲ့ကဏ္ဍ6လုံးဖြစ်နေတတ်ပါတယ်ဒါအောင်လဲ hacker တွေဘက်ကနေနားလေသဘောပေါက်ထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့အနေနဲ့ကျွန်တော်တို့အကောင့်ထဲကပတ်စံတွေကိုလွယ်လင်းတကူလွယ်ကူစွာနဲ့ပဲသူတို့ရဲ့အကောင့်ထဲကိုသူတို့လွှဲလို့အောင်မြင်မြင်နဲ့ရနေတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့က Viber ကိုလည်းတွားပြီးတော့မကြည့်ပါနဲ့သူတို့နဲ့ပြောထားတဲ့ Viber ကိုလည်းတွားပြီးမကြည့်နဲ့ Messenger ကိုလည်းတွားပြီးမကြည့်နဲ့ Telegram ကိုလည်းတွားပြီးမကြည့်နဲ့ကျွန်တော်တို့ကအားလုံးကျွန်တော်တို့ဘလော့ပြီးသွားပြီလို့ပဲပြောရမယ်ပေါ့နော် Okay ဒါဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကလူကြီးမင်းတို့အတွက်ဆောင်ရန်တည်ထိုက်တာလေးတွေကိုကျွန်တော် share လုပ်ပေးခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့အတွက်ဒီဘိုးသူရတစုံတရာရခဲ့မယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့ကျွန်တော် channel လေးမှာတင်သမျှဗီဒီယိုအားလုံးကိုစောင့်ကြည့်ပေးဖို့လည်းကျွန်တော်ပြောကြားလိုပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်